ကျမတို့တွေကလေကပိုင်းနဲ့အဆက်အသွယ်မပြတ်တော့မှ24 hour လုံးအမြဲတမ်း accessible ဖြစ်နေတော့မှစိတ်ချရတယ်လို့ကိုယ့်အတကိုထင်ကြရတယ်လေဒါပေမဲ့လေကျမသတိထားမိလာတာကလေအဲ့လိုမျိုး news feed တွေ social media တွေကိုကြည့်ရင်းနဲ့စိတ်တွေကပို့ပြီးတော့လေးလံလာတယ်ပြီးတော့တခြားသူတွေနဲ့လည်းနှိုင်းယှဉ်လာမိပြီးတော့စိတ်ရှုပ်ထွေးတာမျိုးတွေလည်းဖြစ်လာတယ်ပေါ့နော်ဒါကြောင့်မို့လို့ကျမပြောင်းလဲမှုတစ်ခုကိုလုပ်ခဲ့တယ်တပတ်မှာ9ရက်ရှိရတဲ့မှာကျမ1ရက်ပဲ social media ကိုသုံးခဲ့တယ်အဲ့လိုမျိုးလုပ်တဲ့အခါမှာဘာတွေဖြစ်လာလဲပထမဆုံးပြောင်းလဲလာတာတော့ကျမကိုယ့်ရဲ့မနက်ခင်းတွေကိုပိုင်လာတယ်မနက်အိယာနိုးပြီဆိုတာနဲ့ကျမရေတောက်ကိုဝဝလင်းလင်းတောက်တယ်နေအောင်ကြီးကိုခံလိုက်တယ်နေအောင်ကြီးကအသားနဲ့ထိတွေ့သွားပြီဆိုလို့ရှိရင်ခန္ဓာကိုယ်ကသိတယ်လေဒါအိယာနိုးသွားပြီဆိုတာသိတယ်တနေ့လုံးစာအတွက်ခန္ဓာကိုယ်ကစပြီးတော့ physically စပြီးတော့ပြင်ဆင်ပြီပေါ့နော်ပြီးတော့ကျမ breakfast စားတယ် breakfast စားတဲ့အချိန်မှာဆိုရင်လည်းတနေ့စာလုံးအတွက်ကိုကျမ plan နေဆွဲဖြစ်သွားတယ်တခါတလေ journaling ရေးတယ်ဒါမျိုးလေးလုပ်ဖြစ်တယ်ပြီးတော့ကျမဘေးကပတ်ဝန်းကျင်ကကျမရဲ့မိသားစုလုပ်ဖို့ကိုင်ဘက်ကျမရဲ့ family တငယ်ချင်းဒါတွေပုံမှာလည်းကျမပို့ပြီးတော့အချိန်ပေးဖြစ်သွားတယ်ပေါ့အရင်တော့ဆိုလို့ရှိရင်မနေ့ဆိုလို့ရှိရင်လည်း breakfast ဆိုင်နဲ့လည်းဖုန်းကိုကြည့်တယ် lunch ဆိုင်နဲ့လည်းဖုန်းကိုကြည့်တယ် toilet ဝင်တာအစကားမောင်းရင်တော့မှပဲမိဘရောက်ပြီဆိုတာနဲ့အဲ့ထဲကဖုန်းကိုထုတ်ပြီးတော့ဖုန်းပုတ်တာလေအခုဆိုရင်မိဘရောက်ပြီဆိုရင်လည်းပတ်ဝန်းကျင်ကိုကြည့်မိလာတယ်ပတ်ဝန်းကျင်မှာဖြတ်သွားတဲ့သူတွေရဲ့ဝတ်ပုံစားပုံအသက်အရွယ်လေးတွေသူတို့ရဲ့ lifestyle လေးတွေဒါလေးတွေကိုပါကိုကenjoy လုပ်ဖြစ်သွားတယ်လေ social media ကိုလေတပတ်မှာတစ်ခါပဲကြည့်လိုက်တဲ့အခါမှာလေဟာငါတို့လွတ်သွားပြီလို့ထင်တဲ့အရာတွေကပေါ့နော်တကယ်ကျတော့ကိုယ်တော့ဘာမှအရေးမကြီးရဖြစ်နေတယ်news feed ကိုပြန်ပြီးတော့ကြည့်လိုက်တဲ့အချိန်မှာလေကိုမြင်နေရတာတွေကလေကြည့်ဖို့အတွက်ကိုအချိန်ပေးဖို့မတန်သလိုပဲပေါ့နော်သတင်းအတုတွေကလည်းပါသေးတယ်အဲ့လိုတွေပေါ့နော်ဆိုတော့ကျမတို့ထင်ထားတဲ့လိုမျိုးတကယ်တမ်းကြီးအများကြီး miss ဖြစ်သွားတာမျိုးမဟုတ်ဘူးအဲ့တော့လေsocial media ကိုလေသတိလက်လွတ်သုံးနေမိတဲ့ပုံစံမျိုးကနေပြီးတော့သတိရှိသုံးတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့နော်ကျမကတပတ်မှာတရက်ဝင်တဲ့အချိန်မှာဆိုလို့ရှိရင်ကျမတန်မိုးထားရတဲ့ကျမမိသားစုလေးရဲ့ပုံလေးတွေတချို့ဟာလေးကို share ဖြစ်တယ်ပြီးတော့ကျမသိချင်တဲ့ဟာလေးကို like ရှာပြီးတော့ဖတ်ဖြစ်တယ်ပေါ့အရင်တော့ဆိုရင် social media ကအသုံးချတယ်အခုကျတော့ကိုက social media ကိုပြန်ပြီးအသုံးချတယ်ပေါ့နော်အရင်တော့ဆိုရင်သူတို့ကမြင်စေချင်တဲ့ဟာတွေပြတဲ့ဟာကိုကိုက like ကြည့်ရတယ်သူတို့ရဲ့ဒီ algorithm ထဲမှာပဲကိုကရုံးမထွက်နိုင်ဘူးဖြစ်နေတာပေါ့အခုကျတော့ကိုကိုလည်း control လုပ်နိုင်တယ် Facebook ကိုလည်းကိုက control လုပ်တယ်ဆိုတာမျိုးကိုဖြစ်သွားတာပေါ့နောက်ပြီးတော့နော်ဒါဖုန်းပုတ်တိုင်း effect ကနော်ကိုယ့်ရဲ့ physical ကိုပါထိခိုက်တာနော်ကိုက phone screen ကနေပြီးလို့ရှိရင် rays တွေထွက်တယ်ဒါမျက်နှာမှာဆိုလို့ရှိရင်လေအချိန်မတိုင်ခင်အိုမြင့်ရင်ရော်တာမျိုးတွေဖြစ်တယ်နောက်ပြီးတော့ဒီလိုမျိုးအများကြီးကြည့်နေတဲ့အတွက်ကြောင့်မလို့ double chin ဖြစ်တာကိုအားပေးတယ်မင်းနဲ့ထက်တွေဖြစ်မယ်ပြီးရင်ပခုံးပို့ချက်ရအစားဖုန်းကိုဒီလိုပဲကြည့်နေဒီလိုကုန်းကြီးဖြစ်နေတာကနေပြီးတော့ဒီကိုယ့်ရဲ့ခန္ဓာကိုယ် post ချက်လေးကလည်းတက်မှလာတာပေါ့နော်ဒါမျိုးလေးလည်းကောင်းတဲ့အချက်ကလေးရှိပါတယ်အဲ့လိုမျိုး live လုပ်ကြည့်ချင်တယ်ဆိုလို့ရှိရင်နေ့တစ်ရက်ကိုရွေးလိုက်ပါတော့အဲ့လိုတစ်ရက်မှာ Facebook application ကိုသုံးလို့ရပါတယ်ပြီးလို့ရှိရင်တော့ application ကိုပြန်ပိတ်လိုက်ပါပြီးရင် delete လုပ်လိုက်တာဖြစ်ဖြစ်hide လုပ်လိုက်တာပဲဖြစ်ဖြစ်လုပ်လိုက်ပါပြီးရင်တော့ကိုယ့်ရဲ့မိသားစုအတွက်ကိုပဲအချိန်ကိုထားပါအဲ့ခါမှာဆိုလို့ရှိရင်ကိုယ့်အတွက်ကိုလုပ်ငန်းအတွက်ကောနောက်မိသားစုအတွက်ကောကိုယ့်ရဲ့ဘဝအတွက်ကောပတ်ဝန်းကျင်အတွက်ကောအတွေးခေါ်တဲ့တွေလည်းရပါလိမ့်မယ်လို့ကျွန်မကပြောချင်ပါတယ်ပြီးတော့ပို့ပြီးတော့တိတ်ဆိတ်အေးချမ်းတဲ့ဘဝလေးကိုလည်းပိုင်ဆိုင်သွားပါလိမ့်မယ်ကျွန်မကတော့ဒေါက်တာဆွေနှင်းဝေပါကျွန်မက MBBS ဘွဲ့နဲ့ကျောင်းပြီးထားတဲ့ဆရာဝန်တယောက်ဖြစ်ပါတယ် MBA ဘွဲ့လည်းရထားပါတယ်လက်ရှိမှာဆေးဝါးနဲ့ပတ်သက်တဲ့ကုမ္ပဏီတစ်ခုကိုဦးဆောင်လုပ်ကိုင်နေတဲ့သူဖြစ်ပါတယ်ကျွန်မရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတဲ့အတွက်ကြောင့်မလို့ကျေးဇူးတင်ပါတယ်အကျိုးတစုံတရာရရှိမယ်လို့လည်းမျှော်လင့်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ရှင် Thank you ပါ